အားလုံးပဲမင်္ဂလာပါခင်ဗျာဒါတော့အယုထီယာကိုတွားလဲထားတဲ့ဗီဒီယိုလေးပါခင်ဗျအဲ့ဒီကိုတွားမယ်ဆိုလို့ရှိရင်ရထားနဲ့တွားလို့ရတယ်ဘတ်စကားနဲ့တွားလို့ရတယ်နောက်ပြီးတော့ကားငှားပြီးတော့လည်းတွားလို့ရတယ်နောက်တစ်ခုကတော့လှေနဲ့လည်းတွားလို့ရပါတယ်ခင်ဗျအဲ့ဒီကိုရောက်သွားပြီဆိုလို့ရှိရင်တော့စိုက်ကယ်လေးငှားလို့ရတယ်လို့ထုတ်လည်းငှားစီးလို့ရပါတယ်ခင်ဗျကျွန်တော်မြန်မာကပကံနဲ့တော့အတော်စင်ပါတယ်ခင်ဗျပကံကတော့ AD 849မှာမြို့တည်ခဲ့ပါတယ်အယုထီယာကတော့ AD 1351တဲ့ဗျနှစ်900ကျော်လောက်ပါပါတယ်ခင်ဗျဒါပေမဲ့ကမ္ဘာအမွေနှစ်စီးရင်ကြတော့အယုထီယာက1992ခုနှစ်မှာသတ်မှတ်ခြင်းခံရပြီးတော့ပကံကတော့2019မှာသတ်မှတ်ခြင်းခံရတာပါခင်ဗျပကံမှာရှိတဲ့ဇီဒီပထိုးကလဲဝင်ရိုးတန်တညံညံဆိုသလို4446စုရှိပါတယ်အယုထီယာကျတော့စေဒီ300လို့ဆိုပါတယ်ဗျပကံဖျားတွေကိုကျတော့မွန်ဂိုရီလာရောက်တိုက်ခိုက်ဖျက်ဆီးတယ်လို့သိရပြီးတော့အယုထီယာကိုကျတော့မြန်မာတွေဖျက်ဆီးတယ်လို့ဆိုပါတယ်ဗျစင်ရတော့15မိနစ်လောက်ကိုပန်900ပါဒီဝတ်ဖနန်ချုံဆိုတဲ့ရုပ်ဖွားတော်ကြီးကကြောက်ဖျားနဲ့ပါဆက်မြစ်နှစ်ခုစုံတဲ့နေရာမှာတရှိပြီးတော့19မီတာမြင့်ပါတယ်AD 1324အယုထီယာမတိုင်မီစုခိုထိုင်းခက်မှာကလေးရှိခဲ့တာပါတတိမင်္ဂလာမင်းသမီးရဲ့ချစ်သူပြစ်မှာရင်းနေပြီးတော့မှဒီကျောင်းမှာနှက်လာဖြစ်တယ်လို့ယုံကြည်ကြတာပါဗျာကုန်းတယ်ရီကျောင်းသွားလာတဲ့သူတွေကဘေးရန်နေကင်ဖို့ကူးခဲ့ကြတယ်တဲ့လက်ရာတွေကတော့တရုတ်နဲ့ခမာတွေရဲ့လက်ရာတွေတွေ့ရပါတယ်1960မြန်မာတွေကြီးထွားခြင်းမှာမပြတ်စည်းခဲ့ပေမဲ့မျက်ရည်ကျခဲ့တဲ့ဖျားလို့ဆိုပါတယ်ဗျဝင်ကြီးကဘန်ဒဆယ်လို့ဆိုပေမဲ့တိချမကောက်တော့မပေးကြပါဘူးဗျာဝင်ကြီးတွေကအရင်တော့ဝင်ကြီးက90ဘတ်ပဲဗျအခုတော့80ဘတ်ကိုတိုးမြင့်ကောက်ခံနေကြပါပြီဒါကတော့ဖျောင်းနိုင်လို့ဖို့ပူဇော်နေကြတာပါဗျနေရာတော်တော်များများမှာဒါမျိုးလေးတွေလှုပ်လာကြပါတယ်ဖျောင်းခဲလေးတွေဝယ်ပြီးတော့မှပူဇော်ကြတာပါဗျအပူပေးထားတဲ့ဒေဝတွေမှာဖျောင်းတွေကိုအည်ဖြော်တယ်ပြီးသွားရင်ဘီနာကဖျောင်းတိုင်ပုံစံခွက်တွေကိုလောင်းချကြတယ်ခင်ဗျဖျောင်းခဲလေးတွေတစ်ခဲကိုဘတ်20နဲ့ဝယ်လူကြပါတယ်ဒီလိုဖျောင်းနိုင်တွေဖြစ်လာတာပေါ့နော်ဝတ်ချာယဝတ္တနာရမ်သူကတော့ကြောက်ဖျားမြရဲ့ကန္နပူမှာတည်ရှိပြီးတော့မှနေဝင်ချင်းကိုလာကြည့်ကြတဲ့နိုင်ငံသားတွေများပါတယ်ဗျဝတ်လောကယသုထာရမ်သူက42မီတာရှိပြီးတော့မှ10မီတာမြင့်တယ်အခုတော့သူ့ကိုပြန်ပြီးတော့မှပြင်ဆင်ထားတာပါခင်ဗျဝတ်ရချပူရနာအာနာလူပွဲကြောင့်တည်ဆုံးခဲ့တဲ့အမင်းသားနှစ်ပါးရဲ့အယိုးအိုးတွေကိုထပ်ပနာထားဖို့အတွက်တိစောက်ထားခဲ့တာပါဝတ်ပရာစီဆန်ဖဲဘရင်သုံးပါးရဲ့တက်တော်တွေထပ်ပနာထားပါတယ်16မီတာရှိတဲ့ရုပ်ပွားတော်ကနေရွှေချထားတဲ့ရွှေကီလို200ဂရမ်ကိုမြန်မာတို့ဖျက်ဆီးပြီးတော့အရေးကြီးယူဆောင်သွားပါတယ်တဲ့ဝတ်မဟာထတ်ဒီဥကောင်းတော်လဲမြန်မာတက်တွေဖျက်ဆီးစဉ်တော့ပြုတ်ကျခဲ့တာပါဟုတ်ကဲ့အထူးတွားရောက်လက်ပတ်တဲ့နေရာတစ်ခုပါခင်ဗျမသွားခင်လဲသမိုင်းကိုတေချာလိလာရင်ပိုကောင်းပါတယ်ခင်ဗျာအဲ့မှာတန်ရှင်းလုံနေတဲ့ထိုင်းအန်တီကြီးကတော့ပြောတယ်ဗျာအရင်ကကိစ္စတွေမေ့ပြီးတော့မှလူချင်းမြတ်တာထားကြမှာတာကြီးတဲ့ကျေးဇူးပါဗျာ